မင်္ဂလာပါအမျိုးတွေဒီနေ့ကျွန်တော်မေးထားတာကိုရီးယားဝမ်1000ဆိုလို့ရှိရင်တဲ့မြန်မာငွေဘယ်လောက်ရလဲတဲ့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကဖြည့်ပေးခြင်းလို့ပေါ့နော်အဲ့ဒါကပတ်စံနဲ့ပါတခါတည်းကျွန်တော်ကတွဲပြပြီးဖြည့်ပေးမယ်ဗျကျွန်တော်ကအခုအရင်ဗီဒီယိုမှာလည်းတင်ထားတာရှိရကိုရီးယားပတ်စံအကြောင်းဒါပေမဲ့ तू မကြည့်ဖြစ်လို့နေမယ်ပေါ့နော်အခုသိကျင်တဲ့လူကများတယ်ကိုရီးယားပတ်စံ1000ဆိုရင်ဘယ်လောက်လဲကိုရီးယားဝမ်1000ဆိုလို့ရှိရင်မြန်မာငွေဘယ်လောက်ရလဲပေါ့နော်သိကျင်တဲ့လူတွေကများတယ်အဲ့ဒါကြောင့်ကျွန်တော်ဒါလေးကိုရိုက်ပြီးတော့တည်တည်ချာချာပြောပြပါမယ်ကဲဒါဆိုရင်1000ကကျွန်တော်စမပြောသေးဘာလို့လဲဆိုတော့1000ကကျွန်တော်စပြောပေးမယ်နော်1000ရင်ဒီမှာ9000ရင်1000ရင်ဒီမှာအာဂျူမပေါ့9000နဲ့ရှိတယ်အဲ့ဒါကျွန်တော်1000နဲ့ရင်စပြောမယ်ဒီမှာဒီ1000ဆိုလို့ရှိရင်ကိုရီးယားဝမ်ဒီ1000ပေါ့နော်ဒီ1000ဆိုလို့ရှိရင်မြန်မာငွေ3000လောက်ရပါတယ်မြန်မာငွေ3000လောက်ရပါတယ်နော်ဒီ9000ဆိုလို့ရှိရင်ဒီက9000ပေါ့နော်ဒီ9000ဆိုရင်မြန်မာငွေ1000ရပါတယ်ကိုရီးယားစာလေးလာခြင်းတဲ့လူကတခါတည်းလေးလာလို့ရတယ်ပေါ့နော်မြန်မာပြည်မှာရှိတဲ့သူတွေဒါဆိုချွန်းပေါ့နော်ချွန်းဆိုတော့1000ဒီကကြတော့အိုချွန်းဆိုတော့9000နောက်ကဝမ်လို့လည်းခေါ်ပါတယ်เนาะအဲ့ဒါထဲ့တော့မခေါ်ကြပါဘူးမို့ဒီကောင်ကြတော့မန်းပေါ့เนาะမန်းကြတော့1000ပေါ့เนาะအဲ့တော့ဒီကောင်ကြတော့အာဂျူမ9000ဒါကြတော့9000ကြောင့်အိုမန်းဝမ်ပေါ့เนาะအဲ့ဒီအိစာကိုကျွန်တော်ကဒီသူမိထားတဲ့1000ကနေမှာ1000ဆိုလို့ရှိရင်ကျွန်တော်တို့ကမြန်မာငွေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က3000ရတယ်ဗျမြန်မာငွေနဲ့ဆို3000ကျော်တာပေါ့အခုဆို32000လောက်ရတယ်ပေါ့ဒါပေမဲ့အဲ့ဒီ32000ကိုအတီးတွက်ထားလို့မရဘူးကျွန်တော်အကိုအမတွေကဘာလို့လဲငွေသေးအတက်ကြနဲ့မို့လို့ပေါ့နော်ခုတော့ကျွန်တော်ကပြောလိုက်တော့ဟိုမောင်လေးရဲ့ line ပေါ်မှာပြောတယ်ကိုရီးယားငွေဒီ1000ကို3000ရတယ်ဆိုပြီးတော့ကိုရီးယားမှာရှိတယ်သူတို့အမျိုးသားတွေသူတို့ကောင်လေးတွေကိုတွားပြီးတော့နင်လာတာဘယ်လောက်ရလာတာ20ဆိုမြန်မာငွေနဲ့ဆို60ရတယ်ပေါ့အဲ့လိုတွားတွက်နေမှာဆိုလို့အဓိကကိုရီးယားငွေ1000အခု3စာရတယ်ပေါ့နော်1000ဆိုတော့3000ရတယ်အခုကကိုရီးယားဝမ်1000ဆိုရင်3000ရတယ်ငွေသေးအကြောင်းပေါ့နော်ငွေသေးကတက်သွားလို့ရှိရင်1000ကို4000ရတဲ့အခါလည်းရှိတယ်3000ခွဲရတဲ့အခါလည်းရှိတယ်ငွေသေးကျသွားလို့ရှိရင်ကိုရီးယားငွေ1000ကိုအနည်းဆုံး2000ခွဲလောက်ပဲရတာလည်းရှိအဲကြောင့်မလို့အတီယူလို့တော့မရဘူးပေါ့နော်ကျွန်တော်ပြောတဲ့စကားအခုဒီဗီဒီယိုရိုက်ပြီး1လ2လလောက်ကြာလို့ငွေသေးတက်သွားလို့ရှိရင်တက်တဲ့ဈေးကျရင်ကျတဲ့ဈေးအခုလောလောဆယ်မှာငွေသေးငိမ့်နေရကိုရီးယားပတ်စံ1000ကို3000ရပါတယ်တသိန်းဆိုရင်3သိန်းရပါဒီနေ့ရွက်ဆိုရင်ဒီနေ့ရွက်ဆိုရင်3သိန်းရတယ်ပေါ့ဒါမြန်မာငွေနဲ့ဆိုဒါတသိန်းတသိန်းဆို3သိန်းရပါတယ်အဲ့တော့အကြမ်းမြင့်သိကျင်လို့ရှိရင်လွယ်လွယ်လေးပဲမှတ်ထားလိုက်1000ဆိုရင်3000ရတယ်1000ဆို3000ပေါ့နော်1000ဆိုလို့ရှိရင်3000အဲ့လိုတသိန်းဆိုလို့ရှိရင်3သိန်းပေါ့အဲ့လိုမှတ်ထားလိုက်ပေါ့10သိန်းဆိုလို့ရှိရင်330ပေါ့1သိန်း30ဆို360ပေါ့ဒါအခုလောလောဆယ်ငွေဈေးနဲ့ကိုပြောပြတာပေါ့နော်အတက်အကျရှိတယ်ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုကြည့်ပြီးတော့နောက်ဘယ်လောက်နောက်4-5လရောက်ကြာလို့ကျွန်တော်လာမေးလို့ရှိတရားတမျိုးဖြည့်တယ်လို့ထင်ပါဆိုလို့ငွေဈေးအတက်ကြရှိပါတယ်နိုင်ငံခြားမှာနေတဲ့လူတွေအများဆုံးကအဲ့ဒီတိုင်းပဲငွေဈေးအတက်ကြရှိတယ်အဲကြောင့်မလို့အတီယူလို့မရပါဘူးအခုလောလောဆယ်အခုလောလောဆယ်1လ2လအတွင်းမှာငိမ့်နေတာတော့ကိုရီးယားငွေ1000 3000ရပါတယ်လို့အဲ့ဒါလေးပြောချင်တာအဲကြောင့်အတီးမှတ်မှာကြောက်လို့ပေါ့နော်ကဲဒါကတော့အာဂျူးမှာပေါ့ဒါကျွန်တော်တို့ကိုရီးယားမှာအချိန်ပိုင်းနေတာလုံးလို့ရှိရင်ဒီလိုရပါတယ်ဒါအယိုးရင်တော့ကျွန်တော်ဒီလိုဒါမျိုး3ရွက်ပေးတယ်ကျွန်တော်ဟိုရင်တော့ဒါမျိုး3ရွက်ဆို3သိန်းခွဲပေါ့မြန်မာငွေနဲ့ဆို4သိန်းခွဲလောက်ရတယ်ဟိုအရင်တော့ကျွန်တော်စနေနေ့ကျွန်တော်တို့အလုပ်ကအကောင်းဆုံးခေါ်လို့လိုက်သွားတာဒါပေမဲ့တအားပင်ပန်းတယ်ပေါ့နော်အဲ့လိုရပါတယ်ကဲဒါကိုရီးယားပတ်စံအကြောင်းလေးကိုရှင်းပြတာပါအခုမှအလုပ်သိမ့်ပြီးပြင်မေးထားတာလေးကိုဖြည့်ပေးခြင်းလို့ပေါ့နော်ကဲမြန်မြန်ဆန်ဆန်ဖြည့်ရတာတော့အမားပါလို့ရှင်းလဲခွင့်လွတ်ပါအကုန်လုံးတော့အမှန်းကြီးပဲတော့ရှိချင်မှလည်းရှိမှာပေါ့နော်ကြိုက်တဲ့လူကြတော့လဲမှားတာပါရင်ဖြည့်တွေ့တယ်ပေါ့မကြိုက်တဲ့လူလည်းကြတော့လဲအမားပါလို့ရှင်းထောက်ပြတာလဲကောင်းတယ်တချို့ကြတော့လဲထောက်မပြဘဲနဲ့ဘယ်လိုပြောရမလဲဆိုသူဆရာကြီးသူတိသူတက်ဆိုပြီးလှုပ်တဲ့လူကလည်းတက်ရှိတယ်အဲကြောင့်အမားပါရင်ခွင့်လွတ်ပါလို့ကျွန်တော်ကိုရီးယားနဲ့ပတ်သက်တာရှင်သိတာလေးတွေမေးလို့ရပါတယ်ကျွန်တော်သိတဲ့လောက်အခုလို့တက်တဲ့လောက်ကိုကောင်းကောင်းမွန်မွန်လေးဖြည့်ပြပါမယ်လို့ဘာဖြစ်လို့ကိုမြန်မာလူမျိုးတွေဒါမသိတဲ့လူတွေလည်းအများကြီးပေါ့နော်သိတဲ့ဆရာကြီးတွေကတော့ကြောသွားတော့ကျွန်တော်တို့လည်းမြန်မာနိုင်ငံမှာနေတော့ဆိုကိုရီးယားရောက်နေတဲ့လူတွေဆို
တင်းလိုက်မေးတာမသိလို့ပေါ့နော်သူတို့ပြောလို့တိလိုက်တဲ့ဥစ္စာဒါအတန်ဖို့ရှိတယ်ဒါပေမဲ့သူတို့တွေကတော့တိတယ်ထင်ပြီးမပြောတာပေါ့နော်အဲ့လိုမျိုးပေါ့အခုလည်းမတိတဲ့လူတွေအများကြီးလို့မေးထားလို့ကျွန်တော်ပြောပြတာပါကဲကျွန်တော်မေးတယ်အကူကြီးဒီက1000ဆိုလို့ရှင်အခုလော3000ရပါတယ်လို့မြန်မာငွေနဲ့ဆိုလို့ရှင်ဒီပိုင်းပဲပါဗျာ